ဒီအဖြစ်ကတောက်ကြညနေခင်းကနေစတင်ခဲ့တာပါ။တငယ်ချင်းတွေနဲ့အတူအထက်တန်းနောက်ဆုံးနှစ်ကိုကွန်ပျူတာပါတီတစ်ခုမှကျမရှိနေတော့တရဲ့အကြောင်းကိုဘလို့ရောက်သွားတယ်မသိပါဘူး။ဒါနဲ့ပဲလူတိုင်းကကိုတရဲ့ပုံမြင်တွေကိုစပြောကြတာပေါ့။တေးစိန်ရဲ့ကောင်လေးတယောက်စကားမပြောခင်ထိဘယ်ပုံမြင်မှကျမကိုတိတ်မဆွဲဆောင်နိုင်ခဲ့ဘူး။အစားကတော့သူရောက်နေရအောင်ကျမမသိလိုက်ဘူး။သူကမျိုးစွန်းနာကတရားအကြောင်းကိုပြောပြတယ်။အိမ်ပြန်မှုဆိုအဲ့ဒီတရားကိုဖြတ်မောင်းရမှာဆိုတော့ဒီအချက်ကပုံမြင်ကိုပိုကြောက်စရာကောင်းအောင်လုပ်လိုက်သလိုပါပဲ။လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကအမျိုးသမီးတယောက်နဲ့သူကလေးကတရားတစ်လျှောက်လမ်းရှောင်နေတော့ကလေးကမတော်တဆမြစ်ထဲပြုတ်ကျသွားတယ်။အမေကကလေးကိုကယ်ဖို့ခုန်ချခဲ့ပေမဲ့ဘလို့ဖြစ်သွားလဲမသိဘူး။ရင်နဲ့ပြီးဆုံးပါသွားခဲ့တယ်။တန်တာကြီးအရညဘက်အိမ်နေရာကိုမောင်းရင်ကလေးပြောင်းလို့လိုက်ရှာနေတဲ့အမျိုးသမီးတယောက်ကိုတရားလိမ့်မယ်လို့ဆိုတယ်။ကားရက်ပြီးကုညီဖို့စူးစမ်းရင်သူမကမင်းကိုမြစ်ထဲခေါ်သွားပြီးဘယ်တော့မှပြန်ထွက်လာမှာမဟုတ်ဘူးတဲ့အဖေအောင်ဝတ်ဆောင်တဲ့အမျိုးသမီးတယောက်ကိုတွေ့ရင်တော့အမြန်မောင်းပြေးရမယ်တဲ့။ဘာကြောင့်မှတော့မသိပေမဲ့ကျမကြောထဲစိတ်ကနေဖြစ်သွားတယ်။အထူးသဖြင့်အဲ့ဒီညကအဲ့လမ်းပေါ်မှာတယောက်တည်းရှိနေရတော့မှဖြစ်လို့ပို့ဆိုးတာပေါ့။ပါတီကတဖြည်းဖြည်းပြီးခနီလာပေမဲ့လေသူပုံမြင်ကြောင့်ကျမကြောက်နေတော့မေ။ဒါပေမဲ့လည်းအင်ကတော့မဖြစ်မနေပြန်ရမှာပဲလေ။ဒါနဲ့မနက်3 နာရီလောက်မှပြန်လာခဲ့တယ်။အဲ့ဒါကတရေတွေမြူးကြတဲ့နိုင်မှန်းတော့ကျမမသိခဲ့ဘူး။တရားကိုချင်းကက်လာတဲ့မြရင်ခုန်တန်တွေမြင်လာတာကိုခန်းစားလိုက်ရတယ်။စိတ်သက်သာရာရဖို့တချင်းဖွင့်လိုက်ပေမဲ့တရားကိုဖြတ်ပြီးတချင်းတန်တွေကတိုးသွားတာကိုသတိထားမိလိုက်တယ်။အဲ့ဒီအစားတချင်းတန်နေရာမှာကလေးတယောက်ရဲ့ငိုတန်တွေကအစားထိုးဝင်ရောက်လာခဲ့တယ်။ပုံမြင်ကိုကြားပြီးဖြစ်ပေမဲ့မျက်မြင်ကြုံတွေ့ဖို့အတွက်ကတော့ကျမပြင်ဆင်မထားခဲ့ပါဘူး။ပါတီကကောင်းလေးရဲ့အဲ့ဒီတရားပေါ်ရောက်တာနဲ့ကားထိပ်ကနေလုံးဝမစင်နဲ့ဆိုတဲ့အတန်းကသတိပေးချက်တစ်ခုလိုကျမနားထဲမှာမြည်ဟီးနေခဲ့တယ်။ဘာလို့ရမှန်းမသိပေမဲ့အနည်းဆုံးတော့တကယ်ကလေးဟုတ်မဟုတ်တော့တေချာအောင်လုပ်တဲ့နေလို့ဆုံးဖြတ်လိုက်တယ်။မဟုတ်ရင်ဒီညအေးရတော့မှမဟုတ်လေ။ဘာပဲဖြစ်ဖြစ်အဲ့ဒီတရေပုံမြင်ကပုံမြင်တက်တက်ပဲမဟုတ်လား။ဒါနဲ့ကားဆက်ကိုဖွင့်ထားခဲ့ပြီးကားထိပ်ကနေဆင်းလိုက်တယ်။တရားလက်ရန်စီကိုရှာသွားပြီးမြက်ထဲကိုလှမ်းអော်လိုက်တယ်။ဘသူရှိလဲလို့မေးလိုက်တော့ကျမနောက်ကနေရှိပါတယ်လို့အတန်တန်ကပြန်ဖြေလာခဲ့တယ်။ကြည်လိုက်တော့8 နှစ်ထက်မပိုတဲ့ကလေးငယ်တယောက်ကိုတွေ့လိုက်ရတယ်။ခေါင်းစကသူမျက်နှာမှာဖုံးထားပေမဲ့ဘာထိခိုက်တရားမှမရှိပုံရတယ်။ဒီလောက်နောက်ကျတဲ့အထိမင်းဒီမှာဘာလုပ်နေရလဲလို့သူအရင်နဲ့ညီမအောင်ဒူထောက်ရင်းမေးလိုက်တယ်။ကျမသူခေါင်းစကိုချဖို့ကြိုးစားတော့သူကနောက်ကိုဆုတ်သွားတယ်။ကျမလမ်းပြောင်းနေရဲလို့ကလေးလေးကဝန်ခံနေ။အင်ကိုမောင်းပို့ပေးရမလား။အဲ့ဒါမိခွန်းတစ်ခုဖြစ်ပေမဲ့သူ့ရဲ့လေတန်းကတောင်းဆိုသလိုမျိုးဖြစ်နေတယ်။ညဘက်ကကြုံလိုက်ပို့ပေးရကကောင်းတဲ့အကြံမဟုတ်တာသိချပေမဲ့သူကကျမမျက်စိထဲမှာကလေးလေးတယောက်ပဲလေ။ရင်းဆက်မှုကမတင်တော့ဘူးလို့ခံစားရတယ်။ဒါနဲ့ပင်ကျမရပါတယ်လို့ပြောပြီးသူ့ကိုကျမကားစီပြန်ခေါ်သွားလိုက်တယ်။မဝဲမရဲနဲ့ကားတော့ကလော့ပွတ်ခလုတ်ကိုနှိပ်လိုက်တယ်။ပြန်စင်းစားကြည့်လိုက်တော့သူကားတကားဖွင့်ခဲ့လားဆိုတာတော့ကျမမမှန်မိတော့ဘူး။ကျမတီးတာကသူ့ကိုကားထဲဖိတ်ခေါ်လိုက်တာနဲ့သူကကားနောက်ခံမှာရုတ်တရက်ရောက်နေရပဲ။မမောင်ခင်မှာသူကိုမိခွန်းအနှဲငယ်မေးခဲ့တယ်။ဘယ်မှနေလဲဘလို့လို့ဒီကိုရောက်လာရလဲ။စတဲ့အခြေခံမိခွန်းတွေပေါ့။သူကမဖြေပဲပတင်းပေါက်ကိုသာစိုက်ကြည့်နေခဲ့တယ်။တယောက်ယောက်ကိုရှာနေသလိုမျိုးပါပဲ။ကျမနဲ့ရှော့လိုက်ပြီးအနီးဆုံးရဲစခန်းလေးစာထဲဖုန်းထဲရိုက်ထည့်လိုက်တယ်။ကားစတဲ့မောင်နေတော့သူကတတိုးလေးတစ်ခုခုရေးရနေတာကိုကြားလိုက်ရတယ်။ကျမကြားလိုက်ရတဲ့စကားလုံးတွေကမေမေဘိုက်စာနေရောမယ်ဆိုတာပဲ။စတီယာရင်ကိုကင်ထားတဲ့ကျမလက်တွေတုံရင်လာတယ်။ဒီစကားကြောင့်ကျမကိုမတက်မသားဖြစ်စေခဲ့တယ်။သူဘာကိုဆိုလိုတာလဲလို့မေဖို့နောက်လေကြည့်လိုက်တော့ကားရှိကမောင်မိုက်တဲ့နေရာမှာတောက်ပတဲ့အလင်းရောင်တစ်ခုထွက်ပေါ်လာတယ်။လမ်းကိုကြည့်လိုက်တော့ကျမတို့ရှေ့မှာအပြာဝတ်စုံတဲ့အမျိုးသမီးတယောက်ရဲ့နေရာကိုတွေ့လိုက်ရတယ်။သူမကိုမတိုင်မိအောင်ကျမကားကိုလမ်းဘေးကိုရုတ်တရက်ကွေချလိုက်တယ်။ကန်ကောင်းစွာနဲ့ပဲမတိုင်မိခဲ့ဘူး။ကပတ်ကလည်းထိခိုက်ဒဏ်ရာတွေကနေကျမကိုကယ်တင်ခဲ့ပေမဲ့နောက်ခန်းကကလေးကတော့ညင်တန်းနေခဲ့တယ်။ကျမရင်ခုန်တန်းတွေကထိလန့်တကြားမြန်လာတယ်။ခေါင်းကိုအနေငယ်လှည့်လိုက်တော့ကားပြင်ပန်းမှာသူရှိနေရကိုတွေ့လိုက်ရတယ်။သူကောင်းစကလုံးဝကျွနေပြီးသူ့မျက်လုံးအလွတ်တွေနဲ့ကျမကိုစိုက်ကြည့်နေခဲ့တယ်။မေမေအတွက်မင်းကအရန်ကောင်းတဲ့အစားအစာတစ်ခုဖြစ်လိမ့်မယ်လို့သူပြောလိုက်တယ်။ခီးတဲ့ဘက်ဘ
ပတင်းဖောက်ရှိမှတော့ပုံမြင်ထက်ကအတိုင်းအပြောင်ဝတ်ဆောင်တဲ့အမျိုးသမီးတစ်ယောက်ရက်နေခဲ့တယ်။ကျမခြေထောက်ကလီဗာကိုဖိနှင်လိုက်ပြီးအဲ့ဒီတရားပေါ်ကနေအမြန်ဆုံးမောင်းထွက်ခဲ့တယ်။ကျမလက်ဖွားရီချွေရအရန်ထွက်နေရကြောင့်စတီယာရင်ကနေချော်ထွက်တော်မလို့ခံစားရတယ်။နောက်ကြည့်မှန်ထဲမှာတော့ကျမနောက်ကနေဘယ်သူမှလိုက်မလာတော့သလိုပါပဲ။အိမ်ပြန်ရောက်တော့ပါတီကကောင်လေးစီဖုန်းဆက်ပြီးဖြစ်သမျှအကုန်ပြောပြလိုက်တယ်။ဖုန်းလိုင်းကခဏလောက်တိတ်ဆိတ်နေခဲ့တယ်။နောက်ဆုံးတော့သူစကားပြောလာတယ်။ဒါကနည်းနည်းထူးဆန်းပေမဲ့အဲ့ဒီပုံမြင်ကတကယ်မဟုတ်ဘူး။လူတွေကိုကြောက်အောင်လို့ငါဖန်တီးထားတာတဲ့။ကျမတွေ့ခဲ့တဲ့အဲ့ဒီလူတွေကတရေမဟုတ်ခဲ့ဘူးဆိုရင်သူတို့တွေကဘာတူလဲ။